မင်္ဂလာပါဒီဗီဒီယိုလေးကတော့ library အတွက်ဒီ2026ဒုတိယနှစ်ဝက်9လပိုင်းကနေ12လပိုင်းထိကံကြမ္မာနဲ့လမ်းညွှန်ချက်ကိုဟောပြောပေးလိုက်မှာဖြစ်ပါတယ် library ကိုရတဲ့ energy ကအခက်ခဲတွေ challenge တွေကိုအသုံးချပြီးအခွင့်အရေးတွေဝင်ငွေလမ်းကြောင်းတွေအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့နမိတ်လေးကိုတွေ့မြင်ရပါတယ်ဒီရရှိတဲ့အခွင့်အရေးဝင်ငွေလမ်းကြောင်းများဟာလည်းရေရှည်အတွက်အထိုင်ကျမှုတည်တံ့ခိုင်မြဲစေပါလိမ့်မယ်ဒါပေမဲ့လောလို့တော့မရပါဘူးပုံမှန်လောက်ကင်ဆောင်ရွက်ခြင်းကနေအကျိုးကျေးဇူးများရရှိမှာဖြစ်ပါတယ်ဒါကြောင့်အခုအခက်ခဲတွေရှိနေလား challenge တွေရှိနေလားဒီအရာတွေကိုကြော်ဖြတ်ပြီးတော့ဝင်ငွေရရှိမှာမို့လို့သိရှိအောင်တတိပေးပါရစေနိုင်ငံရဲ့ခြားမှာဝင်ငွေများလဲရရှိတာ online social media မှာတဆင့်ဝင်ငွေလမ်းကြောင်းကောင်းတာလေးလည်းတွေ့မြင်ရပါတယ်အကုန်လုံးဝင်လာမယ်လို့မဆိုလိုပေမဲ့ဒီလမ်းကြောင်းတွေကနေတစ်ခုမဟုတ်တစ်ခုဝင်လာနိုင်တဲ့နမိတ်လေးအဖြစ်တွေ့မြင်ရလို့ဖြစ်ပါတယ်တချို့ energy ကိုင်းညီတဲ့သူများအစင်သစ်ဖြစ်နေသောသူများအတွက်ကတော့ဒီလမ်းကြောင်းတွေအားလုံးကနေဝင်ငွေဝင်လာနိုင်ပါတယ်အရင်ကအခက်ခဲဖြစ်နေတာတွေရက်တနေတဲ့အလုပ်တွေကအခုချိန်မှာပြန်လည်စတင်လုတ်ကင်ဖြစ်ပါလိမ့်မယ်။ကိုညီမဲ့သူအသင်းရေကန်အသင်းကြာအသင်းဖြစ်နေတတ်ပါတယ်။အလုံးမှာငွေကြေးကိစ္စနဲ့ပြဿနာတက်တာစကားများရတာနောက်ွယ်မှာအတင်းဖြင်းပြောခံရတာတွေရှိတတ်ပါတယ်။ဒါတွေကိုဂယူးမဆိုင်နေပါနဲ့။မိမိအလုပ်ကိုပဲလေးလာတင်ယူပြီးစ조사အထုတ်ရမယ်အချိန်လို့လမ်းညွှန်ချက်ပေးလိုက်ပါရစေ။ဝင်ငွေတွေရှိနေတော့လေထွက်ငွေတွေကလည်းတိုးထီနဲ့ထွက်နေတတ်ပါတယ်မစီစစ်ရင်ဖယိုဖယဲနဲ့ဝင်လာတော့ဝင်ငွေများအဖတ်မတင်ဖြစ်နေတတ်ပါတယ်ဒါကသတိထားမိအောင်အတွက်သတိပေးခြင်းဖြစ်ပါတယ်အချစ်ရေးအိမ်တော်ရေးမှာတော့မိမိရဲ့ချစ်သူအိမ်တော်ဘက်ကမိမိရဲ့အကျင့်စရိုက်နဲ့မတူတာမိမိမကြိုက်တဲ့အမှုအကျင့်လေးတွေရှိနေတော့လေတစ်ချိန်မှာပြင်မလားဆိုပြီးတော့စိတ်ရှည်နဲ့ပြုပြင်နေတဲ့နမိတ်လေးလဲတွေ့ရပါတယ်အလောက်ကိုင်တွေကောင်းမယ်ဝင်ငွေတွေဖြောင်းမယ်အချိန်ခါဖြစ်နေလို့စူးစမ်းတဲ့တော့အချိန်ဖြစ်ပေမဲ့ကျမ်းမာရေးလေးတော့သတိထားပေးပါသွေးအတက်အကျဖြစ်တာရုတ်တရက်မူးလဲတာတွေဖြစ်တတ်လို့ပါစင်ငယ်များကတော့မိမိချစ်သူရှိကအဖေရဖို့စိတ်ရှည်နဲ့စောင့်ရမယ်နမိတ်လေးပါပဲမိမိချစ်သူကမိမိကိုကျိုးရှည်နဲ့လှန်ထားတတ်တယ်ဆိုတဲ့နမိတ်လေးတွေ့နေရတာပါပညာရေးအနေနဲ့အခက်အခဲတွေရှိနေပေမဲ့စ조사မှုပုံမှန် consistency ဖြစ်နဲ့လှုပ်ဆောင်မှုတွေကြောင့်ပညာရေးမှာစူးစိတ်များရရှိတာဂုဏ်နူးရရှိတာမျိုးတွေအထိဖြစ်နိုင်ပါတယ်ဒါကဇွဲလုံးလစ조사အားထုတ်မှုကြောင့်ရတဲ့ရလဒ်ကဏ္ဍအလိုက်အသီးသီးပြောကြပေးလိုက်ပါတယ်မိမိနဲ့ energy ကိုက်ညီမှုရှိတယ်ဆိုရင်တော့ yes လို့ရေးခဲလို့ရပြီးတော့ကျွန်တော်နဲ့ personal consulting လိုချင်တယ်ဆိုရင်တော့ CB မှာလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်